မင်္ဂလာပါရှင် Voice of Revolution တော်လန်တန်သတင်းစာမျက်နှာမှာနှုတ်ခွန်းဆက်သပါတယ်မေလ15ရက်နေ့အတွက်တော်လန်သတင်းတွေကိုကြီးညာပေးပါတော့မယ်ကျမတော့ခင်စောအောင်ပါရှင်မဲလမော်ကီလူကိုဆက်လက်တိုက်ခိုက်နေပြီးတာလီဗျူဟာသိမ်းသတင်းထုတ်ပြန်လာပါတယ်ထိုင်းမြန်မာနယ်စပ်တကြောကစစ်ကောင်စီရဲ့စကန်တွေဟာဇက်တိုက်ဆိုသလိုသိမ်းပိုက်ခံနေရတာကတော့ KNU တက်မှာခုနယ်မြေတွင်းမှာဖြစ်ပါတယ်မေလ15ရက်နေ့မှာတော့ရှေ့ကသိမ်းထားတဲ့တာလီဗျူဟာစကန်သိမ်းပိုက်မှုအသေးစိတ်သတင်းတွေကို KNU ဘိုကထုတ်ပြန်လာတာတွေ့ရပြီးတစ်ဆက်တည်းဆိုသလိုပဲနောက်ထပ်စကန်တစ်ခုဖြစ်တဲ့မဲလမော်ကီလူစစ်ကောင်စီစကန်ကိုစပ်ပြီးတိုက်ခိုက်နေကြောင်းသတင်းတွေလည်းတက်လာနေပါတယ်မြန်မာဗချမ်းကမော်ကီလူဟာထိုင်းနိုင်ငံဗချမ်းမဲလကျွေရနဲ့နှိစက်ပြီးစစ်ကောင်စီရဲ့ခမရ24ထိုင်ရာစစ်စကန်လေးဖြစ်ပါတယ်ခိုင်းလိုပဲနေဆက်စကန်တွေသိမ်းခံရတိုင်းဒေသခံရသားတွေဟာထိုင်းဘက်ချမ်းကိုထွက်ပြေးနေရဆဲဖြစ်ပြီးထိုင်းစစ်သားတွေကလည်းသူတို့ကိုကူညီနေရချတာတွေလုပ်ပေးကြပါတယ်တက်မှာခွန်နေမြေတွေမှာစစ်ကောင်စီစကန်ကင်းစင်ရေးဆိုတဲ့မူနဲ့ခုလိုလိုက်လံသိမ့်ပန်နေကြောင်း KNU သတင်းမြစ်ကပြောဆိုခဲ့ပြီးတဲ့နောက်မှာခုလိုဆက်တိုက်စကန်သိမ်းနေမှုတွေကြောင့်ဒီဆိုဟာယုံကြည်ရတဲ့စစ်ရေးအစီအစဉ်ဖြစ်ကြောင်းယူဆနိုင်ပါတယ်တပြိုင်နက်တည်းမှာပဲအာရှလန်ဘော်ကကော့ကရိတ်ခွေမှာဆိုရင်လေတက်မှာ6ဦးဆောင်တဲ့ KNL PDF တပ်တွေဟာအာရှလမ်းမိုင်းမြောက်ဖက်တရန်ကူးရွာမှာရှိတဲ့စစ်ကောင်စီရဲ့အောင်စရနောက်တန်းကုတ်ကဲရေးစကန်ကိုထွတ်စစ်ဆင်နေပါတယ်။ဒါကြောင့်မို့ဒီချိန်ဟာ PDF မဟာမိတ်တွေနဲ့ပူးပေါင်းပြီးကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ရဲ့စစ်ရေးဗျူဟာအရှိန်မြင့်တဲ့ကာလတစ်ခုလို့သတ်မှတ်နိုင်ပါတယ်။အခုတော့တက်မခွန်နေမြေအတွင်းကစစ်ကောင်စီစကန်မော်ကွီလူကိုမေလ15ရက်နေ့တိုက်ခိုက်မှုမှာတော့ဒေသခံအရက်သားတွေ400ခန့်ဟာထိုင်းဘက်ကိုစစ်ပေးရှောင်တဲ့မှတ်တမ်းတွေလည်းမြင်လာရပါပြီ။အဲ့နောက်မှာတော့စစ်ကောင်စီတပ်သားတွေထွက်ပြေးမဲ့အချိန်နဲ့သိမ်းပိုက်မှုအသေးစိတ်ကို KNU ရဲ့ထုတ်ပြန်ချက်အားထပ်ပြီးစောင့်ကြည့်ရပါမယ်။မော်ဂီလူကိုမသိမ်းခင်ရှေ့ကအောင်ပွဲသတင်းကိုထပ်ပြီးပြောပြရရင်တော့မေလ23ရက်နေ့မှာသိမ်းတဲ့တာလီဗျူဟာမှာစစ်ကောင်စီဒုတရဲမှုနဲ့အဖွဲ့ထွက်ပြေးလွတ်မြောက်နေလို့တော်လိုင်းတပ်သားတွေကလိုက်ပြေးရှင်းလင်းနေပါတယ်။ထမပြေးသူတွေရဲ့အခြေအနေကတော့တာလီစကန်မှာဗိုလ်ကြီးအပါဝင်စစ်သား9ဦးသေဆုံးခဲ့တယ်လို့ KNU ပြန်ကြားရေးကဆိုပါတယ်။တာလီဗျူဟာစကန်မှာအမှတ်24ချီလင်းတရဲနဲ့အမှတ်311အမြောက်တရဲတို့အခြေချပြီးတညာကျိုးလိုလည်းခေါ်ကြတာပါ။ဒီဗျူဟာစကန်ကြီးကို1986ကတည်းကစစ်ကောင်စီကအထိုင်ချထားရကနေခုတော့၎င်းတို့နေမြေကို KNU ကပြန်ရလိုက်ပါပြီ။တာလီသိန်းပွဲမှာအရာရှိအပါဝင်အင်အား20ခန့်ထွက်ပြေးကြောင်းသိရပြီးထိုင်းစစ်တပ်ကထိမ့်သိမ်းထားပေးမလားတော်လိုင်းတပ်တွေကလိုက်လံရှင်းလင်းနိုင်မလားမသိရသေးပါဘူးတက်မှာခွန်မနယ်ပလောနယ်မြေထဲမှာပူလူတူခလေဒေမော်ဖာတူတခေါဘီခီနဲ့တာလစကန်များကိုသိမ်းယူထားပြီးပါပြီနေဆက်လက်ကျန်စကန်များကတော့မော်ဖိုကေမဲလာနဲ့နော်တယာစစ်စကန်များဖြစ်ကြပါတယ်လက်ရှိချိန်မှာတိုက်နေကြတဲ့မော်ဂလူစကန်ကိုတော့အောင်မြင်မှုအချိန်ကိုဆက်လက်စောင့်မျှော်ကြရမှာဖြစ်ပါတယ်တမ6နယ်မြေဘက်ကိုပြန်ကြည့်ရင်တော့တရန်ကူရွာထိပ်ရွှေကျက်မင်းရှေးအောင်ဖုန်ကြီးကျောင်းမှာအထိုင်ချထားတဲ့အောင်စရကိုကုတ်ကဲနေတဲ့အုပ်စုကိုတော်လန်တပ်တွေကထွတ်စစ်စနေချိန်လေးဖြစ်ပါတယ်အရင်ကတော့ရွှေကျက်မင်းကျောင်းတွေကစက္ကစကိုဖျက်ပိတ်ထားတာပေါ့အခုတော့ထွတ်စစ်လုပ်ပြီးသိမ့်ဖို့တိုက်နေပြီးသူတို့လည်းလေရင်ခေါ်ပြီးဝိုင်တွဲကနေတိုင်းလာကျဲနေတယ်လို့အခြေအနေကိုပြောပြပါတယ်မနေ့ကမေလ14ရက်နေ့မှာတော့ကော့ကရိတ်အာရှလမ်းမမြောက်ရီမြို့ဘက်အသွားလမ်းပေါ်ရှိရွာတစ်ကုန်းရွာထိပ်စစ်ကောင်စီကာကင်းကိုတော်လိုင်းအဖွဲ့တွေကတင်းခဲ့ပြီးလဲဖြစ်ပါတယ်အဲ့ဒီကာကင်းကိုတင်းပိတ်ထားတဲ့တရင်အကြောင်းပြောတာကတရန်ကူရွာတစ်ကုန်းအာရှလမ်းဘေးက BGS စစ်ဂရုချင်းမှာအဲ့ဒီနေရာကိုအခုကအောင်စရတွေကာကင်းထိုင်ထားတာအာရှလမ်းကိုတက်ဆွဲထားတဲ့ကင်းဘော့စကားဆအရာရှိတယောက်နဲ့အခြားအဆင့်ရဲဘော်တွေကြာသွားတယ်သူ့အရှိတရန်ကူရွာထိပ်ကရွှေချမင်းကျောင်းမှာကနောက်တန်းကုကဲရေးစခန်းပေါ့အခုရတာကကင်းကရုတ်ဖြစ်ပါတယ်ရွှေချမင်းကစစ်ကောင်စီကုကဲရေးအုပ်စုကိုစက်တိုင်နေတော့မဲလို့ကော့ကရိတ်ရှိတော်လိုင်းရေးစစ်ကြောင်းတစ်ခုမှတာဝန်ရှိသူကပြောပါတယ်ကရင်မျိုးသားလူမျိုးရေးတမတော်ရဲ့ထိုင်နယ်ဇက်ကတက်မာခွန်အာရှလမ်းဘော်ကတမာ6နဲ့တနင်္လာရီဒဝယ်ဘက်ကတက်မာလေးတို့ဟာအပြင်းထန်ဆုံးစစ်ရေးအရှင်ကို PDF တော်လိုင်းရေးရဲဘော်တွေနဲ့ပူးပေါင်းအောင်ပွဲစင်မှုစ조사နေကြပြီးဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ရှင်တဝယ်မြို့ဝင်ပေါက်တိုင်းတရားမှာတော့ရန်သူစစ်ကောင်စီတပ်တွေကိုတော်လိုင်းတပ်တွေက9ဦးသေအောင်ချေမှုန်းပြီး9ဦးကိုဒဏ်ရာရစေသည့်အထိချေမှုန်းနိုင်ခဲ့ကြပါတယ်အကြမ်းဖက်စစ်တပ်ကကိုတော်လိုင်းပူပေါင်းတပ်တွေကမေလ9ရက်နေ့မနက်9:50ခန့်မှာ
ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့တဝဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဝဲ Defense Team DDT ကထုတ်ပြန်ပါတယ်တနင်္ဂနွေခန့်ကြားတဲ့တိုက်ပွဲဖြစ်ပြီးတေဆုံးသူတွေဟာစစ်ကောင်စီနဲ့တူလက်အောက်ခံပြူမီခံတောက်တိုင်တွေဖြစ်ကြပါတယ်ကားလေးစီးစစ်ကူရောက်လာတဲ့နောက်မှာတော့တော်လိုင်းတပ်တွေပြန်ဆုတ်ခဲ့ကြပါတယ်တိုက်ခိုက်မှုမှာတဝဲခရိုင်တပ်ပေါင်းစုတောင်းညီနောင်စစ်ကြောင်းအုပ်အောစစ်ကြောင်းတဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း1လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖဘိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း1တပ်ခွဲ1 KNL တပ်မဟာလေးထူးတပ်ဖွဲ့တဝဲမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ DDT နဲ့ drone တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ခင်ဗျာမြမပြည်မှာပေါ်ထွက်ခဲ့တဲ့ PDF ဆိုတော့သူရဲ့ကောင်းဒီလိုကြီးပါစိတ်တူကိုလူညီကိုများဟာဝိမေးကြတယ်ပေးကံလူရန်ကြဖို့နှိုးဆော်ခြင်းနာကိုယ်တိုင်မြိုင်မြို့နယ်ကတိုက်ပွဲတစ်ပုတ်ဖြစ်ပါတယ်မေလ2ရက်နေ့ကပခုတ်ကူတပ်မ101လောက်ခံခလာရ254တပ်ရင်ပူးပေါင်းစစ်ကြောင်းမြိုင်နယ်တဲကိုဝင်ရောက်လာရာကနေဒေသတော်လိုင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ရမှာမေလ9ရက်နေ့မှာတော့အထိကကြဆုံးများစွာနဲ့ပခုတ်ကူတပ်မ101ထဲကိုပြန်ဝင်သွားတယ်လို့သိရပါတယ်။အန်ယူဂျီဆိုရကာကွယ်ရေးဝန်ကြီးဌာနကုတ်ကဲမှုအောက်မှာရှိတဲ့မြိုင်မြို့နယ်ပကဖပေါ့မြို့နယ်ပကဖပခုတ်ကူပကဖပခုတ်ကူခရိုင်အမှတ်1 6 9 14 15စကွန်တပ်ရင်းများနဲ့ကျောင်းသားတပ်မတော် APSDF မဟာမိတ်တပ်ဖွဲ့တွေကမေလ2ရက်နေ့ကနေ6ရက်နေ့ထိဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာပါ။တိုက်ပွဲပြည်နယ်မြေရှင်းလင်းရာမှာတော့စစ်ကောင်စီတပ်သားအလောင်း8လောင်း MA1 တနက်တလက် 5.56 G 900ကျော်နဲ့အခြားခဲယမ်းပစ္စည်းများလည်းသိမ်းဆည်းရရှိခဲ့ပါတယ်ခင်ဗျာဆရာဒီမှာဒီဟောသွားတယ်မကွေးတိုင်းကတိုက်ပွဲတစ်ပုဒ်ကိုကြည့်အောင်ပါမကွေးတိုင်းစလင်းမြို့နယ်မြင်းနေကုန်းကြေးရွာကနေထွက်လာတဲ့အင်အား80ပါစစ်ကောင်စီစစ်ကြောင်းကိုမေလ12ရက်နေ့ကချင်းတောင်ရွာနီးမှာတော်လိုင်းတပ်တွေကဝိုင်းတိုက်ကြတာဖြစ်ပါတယ်အင်အား80ပါစစ်ကြောင်းဟာခလာရ253 254ခလာရ255ကစစ်သားတွေနဲ့ဆင်လူးရွာကပြူတွေဖြစ်တယ်လို့ဆိုပါတယ်ချင်းတောင်ရွာနီးနေ့လယ်တနာရီ20မိနစ်မှာထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့မင်းဘူးခရိုင်အမှတ်9တပ်ရင်းတိုက်မှုဗိုလ်မိုးကျိုးကထုတ်ပြန်ပါတယ်တနင်္ဂနွေကျော်အပြန်အလှန်ပစ်ခတ်မှုအပြီးမှာတော့စစ်ကောင်စီဘက်က4ဦးသေဆုံးပြီး20ဒဏ်ရာရသွားကြပါတယ်ရန်သူတွေဟာစလင်းကံပြားလမ်းမှာရှိတဲ့ကြေးရွာတွေကိုတော်လိုင်းတပ်တွေကစိုးမိုးနေရာယူထားလို့ပြန်လည်ထိန်းချုပ်ချင်တာကြောင့်စစ်ကြောင်းထိုးတာဖြစ်တယ်လို့ဗိုလ်မိုးကျိုးကပြောပြပါတယ်တိုက်ပွဲပြီးမှာတော့စလင်းမြို့အနောက်ကံပေါင်ကနေပတ်ပြီးတော့ဝန်းပြေဘက်ကနေအောက်လှိုင်းရွာကိုဝင်ပြီးပိန်းနေပင်ငလင်ပန်းရွာမှာရန်သူများဆက်လက်အထိုင်ချတပ်ဆွဲနေတယ်လို့မင်းဘူးခရိုင်မှ9တပ်ရင်တပ်ရင်မှုဗိုလ်မိုးကျိုးကအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာပဲခူးတိုင်းတာယာဝတီခရိုင်တွင်းကတိုက်ပွဲတစ်ပုဒ်ကိုကြည့်အောင်ပါနတ်တလင်းမြို့နယ်ကြေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်တွေနဲ့တော်လိုင်းရေးပူးပေါင်းတပ်တွေဟာမေလ14ရက်နေ့မှာတိုက်ပွဲဖြစ်ပြီးရန်သူစစ်ကောင်စီဘက်က10ဦးကိုချေမှုန်းနိုင်ခဲ့ကြပါတယ်။တိုက်ခိုက်ရမှာပါဝင်တဲ့နတ်စစ်တီတပ်ဖွဲ့ကဒီသတင်းကိုထုတ်ပြန်ခဲ့တာပါ။အင်အား100ခန့်ပါတဲ့ရန်သူစစ်ကြောင်းဟာမေလ14ရက်နေ့မနေ့အစောပိုင်းမှာတော့အင်အား100ခန့်နဲ့နတ်တလင်းမြို့နယ်ပြင်ပုံရွာကနေထန်းတော်ရွာကိုစစ်ကြောင်းထိုးရွာကနေအခုလိုတိုက်ခိုက်ခံရပြီးအထိနာခဲ့ကြတာဖြစ်ပါတယ်။တော်လိုင်းရေးဘက်ကတော့9ဦးထိခိုက်ဒဏ်ရာရလိုက်ပါတယ်။တပ်ရင်း3831ကတပ်ခွဲတွေဖြစ်ကြတဲ့နတ်စစ်တီတပ်ခွဲ4 BIA တပ်ဖွဲ့ခွဲ2 Phoenix တပ်ဖွဲ့တပ်ခွဲ6 AR ညီနောင်တပ်ဖွဲ့နဲ့နတ်တလင်းမြို့နယ်ပကဖာတို့ပူးပေါင်းခဲ့တဲ့တိုက်ပွဲဖြစ်ပါတယ်ခင်ဗျာအခုတော့ AR တိုင်းတွင်းကတိုက်ပွဲခြေနေကိုကြည့်အောင်ပါ AR တိုင်းဟင်းသရခရိုင်လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေကြပါတယ်စစ်ကောင်စီကလည်းလေကြောင်းကနေဘုံကျဲပြီးခုခံနေပါတယ်ရေကြီးမြို့နယ်အစကြေးရွာတချို့မှာမနေ့ကမနေ့စောပိုင်းထိတိုက်ပွဲဖြစ်နေပြီးတနတ်တန်တွေကြားခဲ့ရကြောင်းရေကြီးအမြောက်တပ်344ကာကင်းချို့ကစစ်ကောင်စီတပ်တွေလည်းဆက်ခွာသွားကြောင်းဒေသခံတွေပြောနေကြပြီးအတီးပြုတ်ဖို့ခက်ခဲနေစေဖြစ်ပါတယ်။လေးမျက်နှာဘက်ကကာကင်းတွေဆုတ်သွားတာပါစစ်တပ်ကတော့ရွာထဲမှာအေးအေးရှိတယ်ဆိုပြီးလက်နက်ကြီးရောလေချောင်းရောပစ်နေတာပါဗျာလို့ရေကြီးမြို့ကန်တူကပြောပါတယ်။လေးမျက်နှာမြို့နယ်မကြီးပင်ကွင်းကြေးရွာကိုလည်းမင်းညကဂျက်တိုက်လေရင်နဲ့ပုံကျဲလို့ပြည်သူတူဒဏ်ရာရပြီးအိမ်9ဦးပျက်စီးသွားကြောင်းဆိုပါတယ်။ AR တိုင်းတွင်းကရွှေတောင်ရံမြို့တာပေါင်းမြို့နယ်တွေမှာစတင်ခဲ့တဲ့တိုက်ပွဲတွေဟာမတ်လကစလို့ရေကြီးလေးမျက်နှာနဲ့အင်္ဂပူမြို့နယ်ကြားပသိမ်မုံရွာလမ်းကျောကိုရောက်ရှိလာပြီလို့ဆိုနိုင်ပါတယ်။လေးမျက်နှာမြို့နယ်ပန်းတော်ကြီးရွာကို AA နဲ့ပူးပေါင်းတပ်တွေကဧပြီလ18ရက်နေ့ကသိမ်းယူရွာကစပြီးတော့စစ်ကောင်စီကလည်းလေကြောင်းကနေနေ့စဉ်ဒီပါဘုံကျဲတိုက်ခိုက်ခဲ့ကြပါတယ်။ဧပြီလ18ရက်နေ့ကလည်းအရက်သား9ဦးကိုသေဆုံးပြီး10ဦးဒဏ်ရာရစေခဲ့တဲ့အပြင်လူနေအိမ်30ကိုလည်းပျက်စီးစေခဲ့တဲ့ကျူးလွန်မှုကိုတော့စစ်ကောင်စီကပြုလုပ်ခဲ့ကြောင်း AYAPTF အမှတ်29ဗျူဟာနဲ့ပြည်သူ့လူမျိုးရေးတပ်ဖွဲ့ PLF တို့ကမေလ14ရက်နေ့မှာထုတ်ပြန်ထားပြီးဒီကျူးလွန်မှုကိုအပြင်းထန်ဆုံးပြန်လည်တုံ့ပြန်မယ်လို့လည်းထုတ်ပြန်ချက်မှာဆိုထားပါတယ်။
ထိုစဉ်ကတေဆုံးခဲ့သူတွေကတော့တရက်ပင်ကြီးအုပ်စုက2ဦးတတိကုန်းကြီးရွာမှ4ဦးနဲ့ချင်းညောင်ကြီးရွာမှ3ဦးတို့ဖြစ်ကြပါတယ်တေဆုံးသူများထဲမှာကလေးငယ်တွေလည်းပါဝင်ပြီးသူတို့မှာတော့တတိကုန်းကြီးရွာကမောင်ကောင်းထက်ပိုင်4နှစ်နဲ့ချင်းညောင်ကြီးရွာမှမောင်စွမ်းလင်းထက်12နှစ်တို့ဖြစ်ကြပါတယ်ပန်းတော်ကြီးစံကုန်းတရက်ပင်ကြီးတတိကုန်းဂွေးပင်ကောက်တုံးတော်ပေါ်တော်မူမြို့ကုန်းရွှေလောင်းကျင်းနဲ့ကျောင်းစုစတဲ့ကြေးရွာတွေကအိမ်ခြေ30ခန့်ပျက်စီးသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အခုဖျက်ဆီးမှုတွေကိုစစ်ကောင်စီက၎င်းတို့လက်လွတ်လိုက်ရတဲ့လူနေရွာတွေပေါ်ဧပြီလ18ရက်ကနေမေလ9ရက်နေ့တွင်တပ်ဖြတ်ကျူးလွန်သွားတာဖြစ်ပါတယ်ခင်ဗျာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီကမေလ15ရက်ရက်စွဲနဲ့ထုတ်ပြန်ချက်မှာမေအောင်လိုင်ရဲ့အကြမ်းဖက်စစ်တပ်ကိုအရေးယူပေးဖို့ကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကိုပန်ကြားလိုက်ပါတယ်အဆိုပါထုတ်ပြန်ချက်မှာအပိုက်1 2025ခုနှစ်မတ်လ28ရက်နေ့တွင်လှုပ်ခတ်ခဲ့သောငလင်ကြီးအပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြည်내ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်တော်လိုင်းအင်အားစုအသီးသီးကငလင်ဘေးသင့်ဒေသများအတွက်ယာယီအပြစ်ခတ်ရက်စဲရေးများကြီးညာခဲ့ပါသည်အာနာလူစစ်ကောင်စီမှလည်းဧပြီလ2ရက်နေ့မှစတင်၍အပြစ်ခတ်ရက်စဲကြောင်းကြီးညာခဲ့တော်လဲငလင်ဘေးသင့်ဒေသများအပါအဝင်ဒေသတည်တည်သို့လေကြောင်းမှတိုက်ခိုက်မှုများလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုများမိရှို့ဖျက်ဆီးမှုများအကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသားများအားညှဉ်းပန်းနှိပ်စက်မှုများကိုဆက်တိုက်ကျူးလွန်လျက်ရှိပါသည်အပိုင်းနှင့်လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် HRDD NND မှကောက်ယူရရှိထားသောစာရင်းများအရအပြည့်ရကာလအတွင်းဧပြီလ3ရက်နေ့မှမေလ13ရက်အထိတိုင်းနယ်ပြည်နယ်17ခုသို့လေကြောင်းတိုက်ခိုက်မှု180ကြိမ်ကြောင့်တေဆုံးသူပြည်သူ182ဦးတွင်18နှစ်အောက်34ဦးနှင့်ဒဏ်ရာရသူ298ဦးတွင်18နှစ်အောက်86ဦးပါဝင်ပါသည်အပိုက်3ငလင်ဘေးသင့်ဒေသများဖြစ်သောမန္တလေးတိုင်းနှင့်စကိုင်းတိုင်းတို့မှာတိုက်ခိုက်ခံရမှုအများဆုံးဖြစ်ခဲ့ပါသည်အပိုက်4အဆိုးအဆုံးလေကြောင်းတိုက်ခိုက်မှုများမှာစကိုင်းတိုင်းတပည့်ရင်အနောက်ချမ်းဩရိန်နင်းရွာရှိစာတင်ကျောင်းကိုမေလ12ရက်နေ့နက်နက်9:39မိနစ်တွင်စကောင်းစီလေတက်ကတိုက်လေရင်ဖြင့်ဘုံကျဲမှုကြောင့်ဆီယာမ2ဦးနှင့်ကျောင်းသားကျောင်းသူ22ဦးသေဆုံးခဲ့မှုမေလ13ရက်နေ့နက်နက်10:00နာရီအချိန်တွင်ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ်ထွန်းရဝေးကျေးရွာဟောင်းသို့ပေါင်900ဘုံနှလုံးကျဲချခဲ့သဖြင့်ကလေးငယ်များနှင့်မိခင်များအပါအဝင်အရက်သားပြည်သူ73ဦးသေဆုံးခဲ့မှုတို့ဖြစ်ခဲ့ပါသည်အပိုင်ကတိုင်းနှင့်ပြည်နယ်9ခုသို့လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း15ကြိမ်တွင်သေဆုံးပြည်သူ14ဦးနှင့်ဒဏ်ရာရ43ဦးရှိရာ18နှစ်အောက်ကလေးသူငယ်10ဦးပါဝင်ပါသည်အပိုင်6ကျေးရွာများသို့စစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူတို့ရဲ့အိုအိမ်ပိုင်ဆိုင်မှုများကိုမိရှို့ဖျက်ဆီးခြင်းအကြမ်းဖက်တပ်ဖြတ်ခြင်းများကြောင့်တေဆုံးပြည်သူ169ဦးရှိရာတွင်အသက်9လသားကလေးငယ်အပါအဝင်18နှစ်အောက်တေဆုံးသူ36ဦးရှိခဲ့ပါသည်9ဦးနှင့်အထက်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှု10ကြိမ်ကျူးလွန်ခဲ့ပါသည်မေလ12ရက်နေ့နေ့လယ်12နာရီခန့်တွင်မကွေးတိုင်းဂံကောမြို့နယ်လယ်မရွာသို့စစ်ကောင်စီတပ်သားများဝင်းရောက်စီးနင်းပြီးရွာသား17ဦးကိုပြစ်တက်၍10ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပါသည်အပိုက်ခွန်ငလင်းဘေးသင့်ဒေသတစ်ခုဖြစ်သောမန္တလေးတိုင်းရှိအိုးဘိုအကျဉ်းထောင်တွင်အိတ်ဆောင်များအလုတ်ယုံနှင့်ထောင်တွင်းစေယုံတို့ထိခိုက်ပျက်စီးခဲ့ပြီးအကျဉ်းသားအကျဉ်းသူ64ဦးသေဆုံးခဲ့ရာနိုင်ငံရေးအကျဉ်းသူအကျဉ်းသား12ဦးသေဆုံးသည်ဟုသိရှိရပြီးနိုင်ငံရေးအကျဉ်းသူ6ဦးကိုအမည်စာရင်းနဲ့တကွ PPNM မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရက်မှအတည်ပြုနိုင်ခဲ့ပါသည်ပိုက်ရှိမကွေးတိုင်းဒေါင်းနေအကျဉ်းထောင်တွင်ပြည်မတိုက်ခိုက်မှုနှင့်ရှင်လျက်ထောင်ဘူးမှမျှော်စင်မှထောင်တွင်းသို့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသား2ဦးသေဆုံးပြီး9ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိရာနိုင်ငံရေးအကျဉ်းသားများဖြစ်သောကိုအောင်ခန့်ဦးနှင့်တောင်တွင်းကြီးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လိုင်တို့သည်အသက်အန္တရာယ်ဆိုရင်ရသည့်အခြေအနေရှိနေပါသည်ထို့အပြင်ဧပြီလ29ရက်နေ့တွင်အကျဉ်းဦးစီးအရာရှိမင်းလွင်ဦးနှင့်အဖွဲ့ကဝိုင်းဝန်းရိုက်နှိုက်မှုကြောင့်နိုင်ငံရေးအကျဉ်းသားအစ္စလမ်ဘာသာရေးခေါင်းဆောင်ဦးမြတ်ကိုသေဆုံးခဲ့ပါသည်အပိုက်ကိုတို့ဖြစ်ပါ၍မင်းအောင်လိုင်းဦးဆောင်သောအာဏာလုစစ်ကောင်စီသည်အပြည့်ရရေးထုတ်ပြန်ချက်များကိုချုပ်ပေါက်ပြီးအယက်သားပြည်သူအများပြားကိုပြစ်မှတ်ထားတိုက်ခိုက်ကာအစုလိုက်အပြုံလိုက်သေဆုံးစေသောလူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု Crime Against Humanity နှင့်စစ်ရာဇဝတ်မှုများ War Crime ကိုဆက်လက်ကျူးလွန်လျက်ရှိပါသဖြင့်ကုလသမဂ္ဂနှင့်အာဆီယံအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းတို့မှလူသားချင်းစာနာမှုဖြင့်တာစီအရေးယူဆောင်ရွက်ပေးပါရန်တိုက်တွန်းမြစ်တာရက်ခံပါသည်ဟု၍ ဗ
ဟိုအလုပ်ကော်မတီအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကထောက်ပြန်ခဲ့ကြောင်းသိရပါတယ်ရှင် တတိပြုရမယ်စစ်ကောင်စီရဲ့စိတ်ဓာတ်စစ်စင်ရေးစစ်ကောင်စီရဲ့စိတ်ဓာတ်စစ်စင်ရေး psychological warfare ဟာစစ်ပွဲကာလ war time နဲ့ငြိမ်းချမ်းရေးကာလ peace time နှစ်ချိန်လုံးမှာအမြဲတစေဆောင်ရွက်နေကြတာပါစစ်ကောင်စီဟာသူတို့စိတ်ဓာတ်စစ်စင်ရေးအောင်မြင်အောင်ပြစ်မှတ်၃ခုထားပြီးဆောင်ရွက်နေတယ်လို့မြင်ပါတယ်ပထမပြစ်မှတ်ကတော့စစ်ကောင်စီလက်အောက်စစ်သားများပါတီများနဲ့သူတို့ရဲ့မိသားစုဝင်တွေစိတ်ဓာတ်တက်ကြွလာပြီးစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထောက်ခံနေစေရန်ဒုတိယပြစ်မှတ်အနေနဲ့ကတော့ဂျားနေတွေတော်လိုင်းရေးဘက်ကိုဆန့်ကျင်ပြီး၎င်းတို့ဘက်ကိုချင်းကပ်လာရန်တတိယပြစ်မှတ်ကတော့တော်လန်သူတွေစိတ်ဓာတ်ကျဆင်းကစစ်ကောင်စီဘက်ကိုရိမ့်ရိုင်ပြီးအမှားယွင်းတွေဆုံးဖြတ်လောက်လာစေရန်ဒီပြစ်မှတ်၃ခုလုံးရဲ့ထင်မြင်ယူဆချက်များ opinion သဘောထားများ attitude စိတ်လှုပ်ရှားမှု emotion အပြုအမူများ behavior စတဲ့အချက်တွေကိုလွှမ်းမိုးထိန်းချုပ်ဖို့ဆက်ဆံရေးရန်တရားမျိုးစုံကနေဝါဒဖြန့်ဆောင်ရွက်နေတာဖြစ်ပါတယ်နောက်တစ်ခုကသတင်းအချက်လက်နဲ့စစ်စင်နေတာဟာရိုးရိုးရှင်းရှင်းနဲ့သူ့ရန်သူကိုအထိတ်ကအနည်းဆုံးနဲ့ရင်ဆိုင်ပြီးငွေကြေးအသက်သာဆုံးအထိတ်ရောက်ဆုံးနီးလန့်နဲ့အနိုင်ပိုင်းမှုစူးစမ်းနေတာပါတော်လိုင်းရေးဖွဲ့တွေကိုစစ်စင်ရေးသတင်းမှားပေးပြီးလှည့်စားတယ်သတင်းအချက်လက်မှန်ဝေဝါးပြီးတန်တရားများအောင်လုပ်တယ်သတင်းအချက်လက်မှားလားမှန်လားဝေခွဲမရပဲစစ်စင်ရေးပါမဖော်ဆောင်နိုင်အောင်လုပ်တယ်နောက်တစ်ဖက်ကလည်းနိုင်ငံရေးနည်းရအင်အားပြိုကွဲအောင်လုပ်တယ်ထိုးဖောက်စိတ်ဝင်လွှမ်းမိုးတယ်အတွင်းတရှူထားပြီးဖျက်ဆီးတယ်ခိုလုံခွင့်ပေးတယ်အဖြက်လုပ်ငန်းလုပ်ပြီးအကြမ်းဖက်တယ်နောက်ကွယ်ကကြိုးကင်ပြီးဩဇာကလူပုတ်ကိုတွေကိုချဲလဲတယ်ခိုးဆိုးလူရက်တွေကိုပို့ပြီးဆိုးရွားအောင်လုပ်တယ်စီးပွားရေးနည်းရအခွန်တိုးမြင့်ကောက်တယ်ပိတ်ဆို့တယ်ငွေကြေးတန်ဖိုးကျဆင်းအောင်အတုတွေထုတ်တယ်စသဖြင့်ကြက်တီးမှုတွေနဲ့တော်လန်ရေးကိုလူထုအာယုံမရောက်နိုင်ပဲစားဖို့နေရေးတွေမှာပဲရုန်းကန်နေရအောင်လုပ်တယ်လူမှုရေးနည်းရဆိုရင်လည်းနေထိုင်မှုပုံစံမီးရေရရှိမှုကိုလိုအပ်တယ်လို့ပုံစံသွင်းတယ်ယဉ်ကျေးမှုတွေဘာသာရေးအယူဆတွေကိုပုံဖော်လာပြီးလူထုညီညွတ်မှုပြက်ပြားအောင်တွေးခွဲတယ်ပညာရေးစနစ်တွေကနေလိုချင်တဲ့နိုင်ငံရေးအယူဝါဒနဲ့ပုဂ္ဂိုလ်ရေးအားကိုးမှုတွေကိုလက်ခံလာအောင်ဝါဒဖြန့်တယ်ဝါဒဖြန့်ရမှာသုံးတဲ့နည်းတွေကတော့သတင်းအမှားမှန်ရောထွေးပြီးထုတ်ပြန်တယ်ပြည်သူတွေအများဆုံးဝေဝါးတဲ့အချက်ကိုထုတ်ပြန်တာပါလူတွေထိလွယ်ရှလွယ်တဲ့သတင်းမျိုးစုံနဲ့စိတ်ဝင်စားမှုကိုယူပြီးတော်လှန်ရေးသတင်းတွေကိုဖုံးကွယ်စေတယ်ဥပမာကလေးကိုမိဘအရင်းတွေကငွေနဲ့အပေးယူလုပ်တဲ့သတင်းမျိုးမျက်နှာသာပေးပြီးသူ့ဘက်ပါလာအောင်စီယုံတယ်အဓိကကတော့ဝါဒဖြန့်ခြင်းနဲ့စိတ်ဓာတ်စစ်စင်ရေးကို TV channel ရုပ်ရှင်ရေဒီယို social media သတင်းစာကြားနဲ့ဖုန်းလိုင်းကနေပြီးစာတူပေးပို့ခြင်းအတန်ချက်ဆက်နဲ့လှုပ်ဆော်ခြင်းအများသုံးကားရထားတွေမှာကြော်ညာစာရန်ဆိုင်းဘုတ်အသိပေးစာဖြတ်ဝေခြင်းတွေနဲ့စစ်ကောင်စီကအားကောင်းကောင်းနဲ့ဆောင်ရွက်နေကြပါတယ်သူတို့အတွက်လည်းရလကောင်းတွေရနေလို့သာပုံမအားထိပ်ပြီးဆောင်ရွက်နေတာပါဒီအတွက်ပြည်သူတွေရောတော်လိုင်းရေးအဖွဲ့အစည်းတွေအနေဖြင့်ရောစစ်ကောင်စီရဲ့စိတ်ဓာတ်စစ်စင်ရေးနဲ့ဝါဒဖြတ်မှုတွေမှာမဝေဝါးဖို့နဲ့ဒံပြန်လှုပ်ဆောင်နိုင်တာတွေကိုမတုံမဆိုင်လှုပ်ဆောင်စေလိုကြောင်းအကြံပြုတင်ပြလိုပါတယ်စစ်ကောင်စီရဲ့စိတ်ဓာတ်စစ်စင်ရေးနဲ့ဝါဒဖြတ်မှုကိုတော်လန်လူထုတော်လိုင်းရေးအဖွဲ့အစည်းတွေပေါင်းစည်းပြီးအလွယ်တကူဖြိုဖျက်နိုင်မယ်လို့လည်းယုံကြည်ပါတယ်တော်လန်တန်ပြိတ္တများခင်ဗျာအခုတင်ပြခဲ့တာတော့စီရီယမ်တက်ကြကြီးထက်နိုင်အောင်ရေးသားတဲ့တတိပြုရမယ်စစ်ကောင်စီရဲ့စိတ်ဓာတ်စစ်စင်ရေးဆောင်းပါးကိုဖတ်ကြားတင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကျော်စိုးပါ